အားလုံးပဲမင်္ဂလာပါရှင်မင်္ဂလာရှိရာမင်္ဂလာတွေစုတယ်နော်စက်တင်မင်္ဂလာရှိတဲ့နေရာမှာစက်တင်မင်္ဂလာတွေကစုတယ်မကောင်းတဲ့အနေထားရုံတွေရှိတဲ့နေရာမှာမကောင်းတဲ့အနေထားရုံတွေကစုတတ်ပါတယ်အဲ့တော့ပြောချင်တာက energy ရဲ့သဘောဟာဆိုလို့ရှိရင်ကောင်းရာတူရာကိုစုတတ်တဲ့သဘောဖြစ်တဲ့အတွက်ကြောင့်မို့လို့အခုလိုကာလမှာဆိုလို့ရှိရင်ကိုယ့်ဘဝအတွက်ပေါ့နော်ကိုယ့်ဘဝအတွက်ကောင်းမွန်စေတဲ့ဆိုတဲ့အချက်လက်တွေကောင်းမွန်စေတဲ့ဆိုတဲ့သတင်းစကားတွေစိတ်ချမ်းမြေ့မှုတွေဆိုတဲ့အရာတွေများလေးပို့ပြီးတော့စူးစမ်းတင်တယ်ပို့ပြီးတော့မှတွေးခေါ်တင်တယ်နော်အဓိကကတော့ခြေတို့တွေဘာကိုပြောချင်တာလဲဆိုတော့ဒီနှစ်မှာဆိုလို့ရှိရင်အဓိကကိုသွားနေတဲ့လမ်းကြောင်းတွေဒီဖြောင်းဖြောင်းမှတ်မှတ်လေးကိုဖြစ်ချင်တဲ့ဆန္ဒလေးဒီဖြောင်းဖြောင်းမှတ်လေးဖြစ်လာဖို့ဆိုလို့ရှိရင်ကိုရွေးချယ်တဲ့အပိုင်းကလည်းတိတ်ကိုအရေးကြီးပါတယ်ကိုရွေးချယ်တဲ့ကိုယ့်ရဲ့အာယုံပေါ့နော်ကိုယ့်ရဲ့အာယုံကဘယ်နေရာမှာအများကြီးအားသာနေတာလဲဆိုတာကိုပြန်ပြီးတော့သတိထားစေချင်ပါတယ်ဆိုတော့ဘယ်အာယုံကကိုယ့်စီမှာအများကြီးလွှမ်းမိုးမှုရှိနေတာလဲကိုယ့်စီမှာဘယ်လိုအာယုံတွေကနေကိုကတစ်ချိန်လုံးဒါပဲတွေးပြီးတော့ဖြစ်နေတာလဲဆိုတော့ကိုယ့်ကိုပြန်ပြီးတော့လေ့လာသင့်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ကိုခုချိန်မှာဆိုလို့ရှိရင်ပေါ့နော်negative ဆန်တဲ့အရာတွေပေါ့လေအများကြီးကိုတွေးနေတဲ့တစ်ချိန်လုံးဒီကိစ္စတွေကြီးပဲကိုပဲခေါင်းထဲမှာပဲရောက်နေတယ်ဆိုလို့ရှိရင်ကိုဘဝထဲမှာကိုလိုချင်တဲ့အရာတွေကကိုရှိကိုရောက်လာဖို့ဆိုတော့ကိုဆွဲယူနေတဲ့အပေါ်မှာမူတည်ပြီးတော့မှဖြစ်တတ်တယ်ဒါကြောင့်ချက်ပြောချင်တာကလူတိုင်းကဆိုရင်တက်တည်ရှိတဲ့မင်္ဂလာရှိတဲ့ကိစ္စတွေတူများတွေးပေးမယ်များလေးပြောပေးမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာသတင်းကောင်းတွေကြားရတာတက်တည်မင်္ဂလာရှိတဲ့အရာတွေတိုးပွားလာတာဒါမျိုးလေးတွေဖြစ်တတ်ပါတယ်အဲ့တော့တချို့ဆိုလို့ရှိရင်ဒါဒီချက်ကိုမြင်မှုတာတွေပေါ့နော်ပြောချင်တာFacebook တွေကြည့်တယ် YouTube တွေကြည့်ကြတယ်ဆိုတဲ့အခါမှာတကယ်ကိုတဲထင်ရင်ဖို့တွေကြည့်တယ်ဘယ်လိုလဲဆိုတော့သူတို့ဝါသနာပါတယ်ဆိုတဲ့အရာ၆ချားစေတဲ့အရာတွေကြည့်တယ်အဲ့ဒါမျိုးတွေကြည့်တယ်ဆိုတာကတချို့တွေကကြာတော့လည်းမသိဘူးဒီလိုထဲဝင်ဖြစ်နေတယ်ဆိုတဲ့ကိစ္စတွေဘာဖြစ်လို့ဆိုအဲ့လိုမျိုးတွေအများကြီးကိုကြည်ပါများလာလို့ရှိရင်ကိုယ့်ရဲ့စိတ်ထဲမှာပေါ့နော်ဘယ်လိုခေါ်လဲဆိုတော့ဒါကြီးကလွှမ်းမိုးနေတာကိုယ့်ရဲ့ပတ်ဝန်းကျင်မှာဒါကြီးကလွှမ်းမိုးနေတာဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့အတွေးတွေကိုယ့်ရဲ့အုံနောက်တွေထဲမှာလည်းဒီဟာတွေကြီးပဲရှိနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဘဝထဲမှာကောင်းမွန်စေတဲ့အရာတွေကိုယ့်စီကိုဝင်လာဖို့ဆိုတာအရန်ကိုနှောင့်နှေးကြန့်ကြာသွားတယ်သူကတူရကိုပဲဆွဲတာဖြစ်တာပေါ့နော်ဒါကြောင့်မလို့ကိုကြည့်မယ်ဆိုတဲ့အရာတွေမှာဆိုရင်တော့မှအမြင်အာရုံနဲ့ဆွဲဆောင်တိုင်းတဲ့အရာမှာဆိုရင်တော့မှစက်တင်မင်္ဂလာရှိတဲ့အရာလေးတွေများကြည့်ပေးပါများလေးကိုယ့်ရဲ့အာယုံထဲမှာအလွတ်ရနေအောင်လို့စိတ်ချမ်းမြေ့မှုလေးတွေများရွေးပြီးကြည့်ပါစက်တင်မင်္ဂလာရှိတဲ့အရာလေးတွေများကြည့်ပါလို့ပြောချင်ပါတယ်သူဖြင့်တော့အထူးသဖြင့်တော့ပေါ့လေဒီလူငယ်တွေတော်တော်များရဲ့တချို့တွေကြာပြန်တော့လဲဒါသူတို့ဝါသနာပါတဲ့ကိစ္စတွေကိုပဲဦးစားပေးပြီးကြည့်နေတာတွေရှိတယ်ပေါ့နော်အမြင်မတင်တဲ့တာတွေဒါမျိုးတွေဆိုလို့ရှိရင်တော့အထူးသဖြင့်တော့ထိမ့်သိမ့်တင်တယ်ဘာလို့လဲဆိုတော့ဒီအရာတွေကိုပဲကိုကလိုက်ပြီးတော့မှအာယုံထဲမှာအပြည့်အဝဆွဲနေမယ်ဆိုရင်ဒီလိုမျိုးပတ်သက်တဲ့အနိဋ္ဌာရုံနဲ့ပတ်သက်တဲ့အရာတွေကဘာဖြစ်တတ်လဲဆိုတော့မကောင်းတဲ့ဒီပေါ့သူ့ရဲ့လူရဲ့အယောင်အဝါတွေကပေါ့နော်လူတွေမှာအယောင်တွေရှိတယ်လေလူရဲ့အယောင်အဝါတွေကဘယ်လိုလဲဆိုတော့မှိမ့်မိန်လာပြီးတဲ့ခါကျလို့ရှိရင်ကိုယ့်ရဲ့ခန္ဓာကိုယ်ကနေပြီးတော့မှမှိမ့်မိန်တဲ့အယောင်တွေထွက်ပေါ်လာစေတယ်နော်အဲ့တော့ပြောချင်တာကအကြည်လင်တောက်ပနေတဲ့အယောင်တွေမထွက်လာတော့ဘူးအဲ့တော့ energy တွေကျတယ် energy တွေကျလာတဲ့ခါကျတော့ကိုရဲ့ဘဝထဲမှာကိုလိုချင်တဲ့ကိစ္စတွေအလုပ်ကိစ္စတွေငွေကြေးကိစ္စတွေလုပ်ကြလို့ပြောကြတာလွယ်လွယ်ကူကူနဲ့အဆင်မပြေတာဘယ်လိုလဲကိုဘဝမှာဘာကြောင့်ငါခက်ခဲတွေဖြစ်နေတာလဲဆိုပြီးတော့တွေးနေကြတာပေါ့နော်အဲ့ဒါဘာကြောင့်လဲဆိုတော့အဓိကထဲပုံအချက်တစ်ချက်ကအခုတစ်ချက်ပြောပြတဲ့အချက်ပါကိုယ့်ရဲ့အုံနောက်ထဲမှာကိုယ့်ရဲ့အတွေးထဲမှာဘယ်အရာကအများကြီးလွှမ်းမိုးမှုတွေရှိနေတာလဲပြန်ပြီးတွေးကြည့်ရမယ်ဘယ်အရာကိုငါကအများကြီးနေရာယူထားတာလဲဆိုတာပြန်ပြီးတွေးကြည့်ရမယ်ကိုယူထားတဲ့နေရာနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့ energy ကအရာကတောက်ပလာတာဖြစ်တယ်ဒါကြောင့်မို့လို့အခုချိန်ကာလဒီနှစ်ရဲ့ energy ကိုကလည်းအများဆုံးနဲ့တွားနေတာလို့ချက်ပြောဖို့ပါတယ်အဲ့ဒီခါကျတော့ကိုယူမဲ့အရာတွေအတိတ်ကိုအရေးကြီးတယ်အဲ့တော့ခုချိန်ကနေစပြီးတော့ဝါသနာအရာဆိုတာထက်ကိုပေါ့နော်အကြောင်းအရာတစ်ခုကလေရက်ကြာလေ့ကျင့်မှုလုပ်သွားလို့ရှိရင်ကောင်းတဲ့အရာပဲဖြစ်ဖြစ်မကောင်းတဲ့အရာပဲဖြစ်ဖြစ်ကိုယ့်ကိုဆွဲလန်းသွားစေတယ်ပေါ့အဲ့တော့အခုလိုချက်ပြောသလိုမကောင်းတဲ့ negative ဆန်တဲ့အရာတွေကိုကိုယ်စိတ်ထဲမှာအာယုံထဲမှာဆွဲလန်းနေတယ်ဆိုရင်ရအောင်ပြန်ပြောင်းပြလိုက်ပါပြန်ပြောင်းပြီးတော့ကောင်းတဲ့အရာတွေပေါ့နော်ကောင်းတဲ့အရာတွေစက်တင်မင်္ဂလာရှိတဲ့အရာတွေအကုန်လုံးကိုပြန်ပြောင်းပြီးတော့ကြည်ပေးတာတရားလှပတာလေးတွေကိုပြန်ပြီးတော့ကြည်ပေးတာအတွေးတွေစကားတွေအစအကုန်ပြောင်းလဲပြလိုက်တာပေါ့နော်အဲ့လိုလေးလုံးမယ်ဆိုလို့ရှိရင်ကိုယ့်ကနေစပြီးကိုယ့်ရဲ့ပတ်ဝန်းကျင်မှာလဲတကယ်ကိုကောင်းတဲ့သတင်းစကားတွေကြားလာရတာကိုယ့်အတွက်လည်းသတင်းကောင်းတွေကြားရတာကိုယ်လုံတာကိုင်းတာတွေအဆင်ပြေလာတာဒါမျိုးလေးတွေကြုံတွေ့ရတတ်တယ်အဲ့တော့အဓိကတကယ်လို့ဒီမသိစိတ်ကအာယုံ၅ပါးနဲ့
ဆွဲဆောင်နေဆိုတာလည်းမကြာခဏပြောပြထားပြီးပေါ့နော်အဲ့တော့အဓိကလူတစ်ယောက်ရဲ့အစဉ်ပြေခြင်းပြခြင်းဆိုတာကိုယ့်ရဲ့အထဲထဲမှာရှိနေတဲ့ကိုယ့်ရဲ့အတွေးစိတ်ကိုပြန်ပြီးတော့သတိထားသင့်တယ်ကိုယ့်ရဲ့အတွေးထဲမှာမကောင်းတာတွေပဲအာယုံပြုတ်ပြီးတော့ရှိနေတယ်ဆိုရင်တော့မကောင်းတဲ့အရာတွေပဲကိုယ့်ရဲ့ဘဝထဲမှာဝင်ရောက်လာမှာပဲအဲ့တော့ကောင်းတဲ့အရာတွေများများရှိနေတယ်ဆိုရင်တော့ကောင်းတဲ့အရာတွေကိုယ့်ဘဝတို့အများကြီးဝင်ရောက်လာလိမ့်မယ်မြန်ဆန်သောနှုံးတာနဲ့ဝင်ရောက်လာလိမ့်မယ်ဒါကြောင့်မို့လို့သတိမထားမိတဲ့အရာတွေကလည်းပဲဘဝကြီးမှာအရေးပါတယ်ဆိုတာလေးကိုပြောပြချင်တာပါအဲ့တော့သတိမထားမိပဲနဲ့အိုးကြည့်တာပဲဘာဖြစ်တော့မလို့လဲဆိုပြီးတော့မှဒါတွေကိုနေ့စဉ်တစိုက်မမတ်နဲ့လှုပ်လာတယ်ဆိုတဲ့အခါကျရင်ရက်တွေလတွေကြာသွားနှစ်တွေကြာသွားတဲ့အခါကျတော့ဒီအရာတွေကကိုယ့်ရဲ့ဘဝထဲမှာဆွဲဆောင်မိတာဖြစ်နေတာမို့လို့ကောင်းတဲ့သတင်းစကားတွေစက်တည်ရှိစေတဲ့အရာတွေကိုယ့်ဘဝထဲမှာဝင်လာဖို့ကတဖြည်းဖြည်းနဲ့ဝေးသွားတတ်တယ်ဒါကြောင့်ဒါလေးကိုလာပြီးသတိပေးတာပါရှင်ကိုယ့်ရဲ့အထဲထဲမှာကိုယ့်ရဲ့စိတ်ထဲမှာဘယ်အရာကလွှမ်းမိုးနေတာလဲဆိုတော့ဒီစာလေးသတိထားပေးစေချင်ပါတယ်အဲ့တော့မပြောင်းလဲရသေးဘူးဆိုရင်အခုပြောင်းလဲကြည့်လိုက်ပါစိတ်ချမ်းမြေ့မှုအရာလေးတွေတာယာလှပတာလေးတွေနှဝင်ပြန်ရှိတာလေးတွေစက်တည်မင်္ဂလာရှိတာလေးတွေရွေးပြီးကြည်ပါနားထောင်ပါပြောပါဒီအရာတွေကဆိုရင်ကိုယ့်ဘဝမှာတကယ်ကိုအကောင့်တွေပေါ်လာဖို့အတွက်အရေးကြီးဆုံးကိစ္စတွေလို့ပြောချင်ပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်